ဆက်၄နိုင်ရှိတဲ့အနက်ကဘယ်မှာစိတ်ကလေးကြနေလဲဆိုလို့ရှိရင်တချို့ဘာအားကိုးလဲအားကိုးထားတာကဘယ်အားကိုးဘာနဲ့စကားပြောလဲဆိုတာကိုယ်စိတ်တချို့ဘာနဲ့စကားပြောလဲတဲ့နတ်တွေနဲ့စကားပြောနေတယ်ဘယ်နတ်တွေနဲ့စကားပြောလဲတဲ့အောက်နတ်တွေနဲ့38မင်းနဲ့စကားပြောတယ်ပုပ်ပါကမေတော်ကြီးတွေနဲ့စကားပြောတယ်မင်းကြီးမင်းလေးနဲ့စကားပြောတယ်မင်းကြီးမင်းလေးနဲ့စကားပြောနေတယ်အခုကတည်းကပြစ္ဆုတ်ပံကာလကမင်းကြီးမင်းလေးနဲ့စကားပြောရင်မင်းကြီးလေးအောက်ကိုဝင်မယ်လားမှစကားပြောတာဒါပဲပြောတယ်နတ်ပြည်6တက်ကနတ်တွေနဲ့စကားပြောနေတာမှမဟုတ်နဲ့မဟုတ်တဲ့မိစ္ဆာနတ်တွေဘာမှအကျိုးမပေးနိုင်တဲ့နတ်တွေကိုသွားပြီးတော့မိစ္ဆာနတ်တွေနဲ့စကားပြောနေအဲ့ဒီစကားပြောတာကိုစကားပြောတဲ့ရှိကိုဘယ်အလေးအကျင့်ရှိတယ်လဲတဲ့24နာရီရှိတဲ့အ ਨੇ ကဘာကိုအာစိန်ကံပြုတ်နေလဲဆိုတာအဲ့တော့ဖိုးသမားကလည်း24နာရီရှိတဲ့အ ਨੇ ကဖိုးနဲ့ပဲစကားပြောတယ်စိတ်ကလေးကဖိုးပါပဲညွတ်တယ်ပုပ်ပပြီးမေတော်ကြီးကိုအားကိုးနေတဲ့ပုဂ္ဂိုလ်ကပုပ်ပမေတော်ကိုစိတ်ကလေးကညွတ်ထားတယ်မင်းကြီးမင်းလေးကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်ကလည်းမင်းကြီးမင်းလေးကိုညွတ်ထားတယ်အဲ့တော့စိတ်ကလေးပြောတာနော်နာအကြောင်းရုပ်အကြောင်းနာအကျိုးကာလသုံးပါးဒီတိုင်းသွားတယ်အဲ့တော့စိတ်ကလေးဟာ24နိုင်ရှိတဲ့အ ਨੇ ကဘယ်ဟာကိုအားကိုးထားတယ်လေတဲ့နာအကြောင်းရုပ်အကြောင်းနာအကျိုးလို့ဘုရားဟောထားတယ်သေဂာနိစစ်စစ်ဘာနဲ့စကားပြောလဲတဲ့အောက်မှာဘာတွေနဲ့စကားပြောနေလဲတဲ့မင်းကြီးမင်းလေးနဲ့စကားပြောနေရင်မင်းကြီးမင်းလေးရှိသွားမယ်လားမှဖိုးနဲ့စကားပြောရင်ဖိုးရှိသွားမယ်မှဖိုးစောင့်ရမယ်မှသမီးနဲ့စကားပြောနေလို့ရှိရင်သမီးစောင့်ရမယ်မှသားနဲ့စကားပြောရင်သားစောင့်ရမယ်မှတိုက်ကြီးနဲ့စကားပြောနေရင်တိုက်ကြီးစောင့်ရမယ်မှကားကြီးနဲ့စကားပြောနေရင်ကားကြီးနဲ့စကားပြောနေရင်ကားစောင့်ရမယ်မှဘဲဒီကြက်တွေနဲ့စကားပြောရင်ဘဲဒီကြက်တွေစီကိုရောက်သွားလိမ့်မယ်မှနွားနဲ့စကားပြောနေရင်နွားဖြစ်လိမ့်မယ်မှအဲ့တော့ကိုအကြောင်းနဲ့ကိုအကျိုးပဲကိုစကားပြောတာကဘယ်နဲ့စကားပြောလဲတရားသူကြီးတွေကြတော့ဘယ်စကားပြောနေလဲတဲ့တရားကြီးစစ်နေတာပဲစိတ်သာချဝိလုံနေကြပြန်တော့လဲတဲ့ဘာလဲနေတဲ့လွတ်ဖို့လောက်နဲ့ခေါင်ကြဖို့လောက်ပဲဒါပဲလဲနေတယ်စိတ်သာချအကြောင်းတရားအကျိုးတရား24နာရီရှိတဲ့အ ਨੇ ကဒီစိတ်ပဲဘယ်အမှုငါတိုင်းငွေရဘယ်လောက်ရမယ်ဆိုတဲ့ဥစ္စာလောဘတတ်မဲ့နေစိတ်တွေကဘယ်ညှော့တယ်လဲလောဘတတ်မဲ့လောဘဆိုတာဘာလဲပိတ်တာစိတ်တွေအဲ့တော့တရားသူကြီးတွေလည်းလိမ့်ကြမယ်အဲ့တော့တနေ့ကိုရှင်မရင်ကြီးတွေလည်းအတိတ်ကလာတော့ကအုပ်ချုပ်နေတဲ့တိုက်ပြည်ကြီးအုပ်ချုပ်နေတဲ့မင်းလုံနေတဲ့ရှင်မရင်ကြီးတွေလည်း24နိုင်ရှိတဲ့ကတိုင်းပြည်ကြီးပဲဒါပဲတတိယနေတတိယနေတဲ့ဒါပဲသူကစိတ်ကဒီဟာ24နိုင်ရှိတဲ့တိုင်းပြည်ကြီးကိုသူကဒါပဲလို့လားဘယ်စောက်ရမလဲတဲ့ဝေမာတိကပိဋ္ဌာကြီးတော့ဖြစ်တော့မှာပဲဗျမိစ္ဆာနတ်တွေဖြစ်မယ်အဲ့တော့24နိုင်ရှိတဲ့အ ਨੇ ကစိတ်ကလေးဟာငါတို့စိတ်ကလေးတွေဖြစ်နေတဲ့ဥစ္စာဘယ်မှာနံလေးညှွတ်ထားလဲဆိုတဲ့ဥစ္စာတရားသူကြီးကလည်း24နိုင်ရှိတဲ့အ ਨੇ ကမနဲ့မိုးနဲ့လာတဲ့ဆိုတဲ့ကတရားသူကြီးယုံကိုနံလေးငါသွားတော့မယ်ဆိုနံလေးကညှွတ်တယ်ယုတ်ကြီးကသွားတာပဲနံညှွတ်လိုက်တဲ့နံလေးကအကြောင်းတရားယုတ်ကြီးကသွားတာကအကျိုးတရားထိုင်နေပြီးတရားစင်နေတာကနံကအကျိုးကိုခံစားနေတဲ့နံအကြောင်းယုတ်အကျိုးယုတ်ကအကြောင်းနံကအကျိုးကာလသုံးပါဒီလိုက်သွားအဲ့တော့24နိုင်ရှိတဲ့အ ਨੇ ကဈေးဆိုင်ထိုင်ရောက်နေတဲ့ပုဂ္ဂိုလ်ကလည်းယုံနာကိုမြင်ယုံနာကိုသိရင်သိပညာပရမတ်ကိုကွဲရင်ကွဲနာယုတ်ကိုသိရင်သိမသိလို့ရှိလို့ရှိရင်ပြက်မနဲ့မိုးလင်းလာဆိုလို့ရှိရင်ထမင်းကြိုက်ကလေးနဲ့ဆိုင်သွားတာပဲနံလေးကငါဆိုင်သွားရအောင်မယ်ဆိုမိုးလင်းလာတဲ့ကအဒီစိတ်ပဲရှိတယ်ဒီစိတ်ရှိတာဘယ်သွားမလဲတဲ့ဒီစိတ်ဖြစ်နေတော့နံကကွာချင်တယ်ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်လာတော့ယုတ်ကြီးကသွားတာကဘာလဲအကျိုးတရားနံလေးကစိတ်ဆော်ပေးတာကအကြောင်းတရားနံလေးကဈေးဆိုင်ထိုင်ရောက်နေတာကနံအကျိုးခံစားနေနံအကြောင်းရုပ်အကြောင်းနံအကျိုးကာလသုံးပါဒီတိုင်းသွားတယ်အဲ့ဒါကြောင့်မလို့ပြညတ်သွားရတတ်သက်ပါပါတယ်လို့အဲ့ဒီတော့သာသနာကြီးမိတဲ့အချိန်ခါမှာတရားဓမ္မများနာညွတ်ရရုပ်စာတိဖြစ်ကြပါလိမ့်မယ်လို့အကြောင်းတရားအကျိုးတရားဖြစ်ပါစိတ်တွေကိုသိရင်သိမသိတဲ့ပုဂ္ဂိုလ်မှန်လားများကတော့အကြောင်းအကျိုးမှမမြင်တဲ့ပုဂ္ဂိုလ်သစ္စာလေးပါးတရားတော်များကြီးမှမရတဲ့ပုဂ္ဂိုလ်ရေစုံမျောပြီးစုံမြုပ်ကြပါလိမ့်မယ်လို့ဘာကြောင့်လဲတဲ့သိမှမသိပဲကိုစိတ်မှမသိပဲကိုအဲ့ဒါဘာလဲတဲ့စိတ်ကိုမသိလို့ရက်ဆင်းရမှာအဲ့ဒါကြောင့်မလို့ဒကာမကြီးတို့ဒကာကြီးတို့သာသနာကြီးနဲ့မှီတဲ့အချိန်ကကြိုးစားပြီးအထုတ်ကြပါလို့ဥပဇင်းကအလုတ်သမားမို့လို့အလုတ်သမားဝကိုပြောတာအဲ့တော့ဒီတိုင်းနေကြမယ်ဆိုလို့ရှိရင်သာသနာ့ဘကလုတ်တဲ့လုပ်ငန်းစဉ်နဲ့နေကြမယ်ဆိုလို့ရှိရင်ဖြင့်ဒါနာလေးနဲ့တင်မယ်သွားပြီးတော့သီလလေးနဲ့စောင့်တည်ထားတဲ့သီလလေးနဲ့တင်မယ်ဒီလိုတင်နေမယ်ဆိုလို့ရှိရင်ဖြင့်ဒကာဒကမာများရေစုံမျောကြတော့မယ်ဘာကြောင့်လဲအပေကြတော့မယ်အဲ့လိုမြတ်စွာဘုရား
လက်ထက်ကပရိနိဗ္ဗာန်ပြုတ်သွားပြီးတော့လှူလိုက်တဲ့ဒါနကုသိုလ်ကံတွေဟာမြတ်စွာဘုရားလက်ထက်သာသနာဈေးတွေအတွက်မှာလှူလိုက်တာသီဓမ္မသောကမင်းကြီးလောက်လှူတဲ့ပုဂ္ဂိုလ်ရှိပါဦးမလားသီဓမ္မသောကမင်းကြီးကလှူလိုက်တဲ့ဥစ္စာဇေဒီပေါင်း8400ရေကောင်ပေါင်း8400ကိဋ္တိမသားတွေတဲ့သားတွေသမီးတွေအကုန်လုံးသားတွေရှင်ပြုတ်တာပဲအကုန်လုံးဇေဒီပေါင်း8400ရေကောင်ပေါင်း8400တခါတည်း9ရက်9လီတခါတည်းထမကြီး6စီလှူတဲ့အလူအခုပုဂ္ဂိုလ်တွေဒီလောက်လှူနိုင်ပါဦးမလားဒီလှူတဲ့ပုဂ္ဂိုလ်တွေကြတော့ယုံနာမမြင်ယုံနာမသိပညာပရမမကွဲဒိဋ္ဌိမပြုတ်တော့မိစ္ဆာဒိဋ္ဌိကြီးဖြစ်ပြီးတော့အပေလေးပါဆင်းပြီးစပိတ်ကြီးဖြစ်ရတယ်ပိဋ္ဌာကြီးဖြစ်ရတယ်စိတ်ကိုမသိတော့